အားလုံးပဲမင်္ဂလာပါဒီနေ့ March လ2ရက်နေ့2026တနင်္လာနေ့အမေရိကန်နဲ့အီရန်ကြားနောက်ဆုံးရသတင်းတွေကိုဒီနေ့မှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အားလုံးပဲကူရှိနေတဲ့နေရာတည်တည်မှာကျမ်းမာပြီးကင်လုံခြုံကြပါစေလို့ကျွန်တော်ဒီနေရာကနေဆုတောင်းမြတ်တာပို့ပါရဗျာ Next Generation ဒီကနေ့မှာတော့ကျွန်တော်အားလုံးဒီပါတည်ထားကြပြီးသားဖြစ်ပါတယ်ကျွန်တော်ကမ္ဘာသမိုင်းရဲ့အဆိုးရွားဆုံးစစ်ရေးပဏိပခတစ်ခုဖြစ်တဲ့ကျွန်တော်လက်ရှိမှာဆိုရင်အရှိအလဲပိုင်းဒေသမှာတကယ်ပဲပြင်းထန်တဲ့စစ်မီးတောက်မှုတွေဖြစ်နေတာဖြစ်ပါတယ်ပြီးခဲ့တဲ့48နာရီအတွင်းမှာအမေရိကန်နဲ့အစ္စရေးမဟာမိတ်တပ်ဖွဲ့တွေကအီရန်တို့ကိုတရားဝင်စစ်ကြေညာခြင်းမရှိဘဲတိုက်ပွဲဝင်နေကြတာဖြစ်ပါတယ်ဒေသတစ်ခုလုံးမီးလောင်ပြာကျသွားနိုင်တဲ့အခြေအနေကိုရောက်ရှိနေပါတယ်ဒီညကျွန်တော်အစီအစဉ်မှာနောက်ဆုံးရစစ်ရေးအခြေအနေကမ္ဘာခေါင်းဆောင်တွေရဲ့ရှေ့ဆက်ဖြစ်လာနိုင်တဲ့အခြေအနေတွေကိုသုံးသပ်သွားမှာဖြစ်ပါတယ်ပြီးခဲ့တဲ့စနေနေ့အစောပိုင်းကစလို့အမေရိကန်နဲ့အစ္စရေးတပ်ဖွဲ့တွေဟာအီရန်နိုင်ငံအတွင်းကပြစ်မှတ်တွေကိုအပြင်းအထန်စစ်ဆင်ရေး Major Combat Operations ဆိုတာကိုစတင်ခဲ့တာဖြစ်ပါတယ်အမေရိကန်ကတော့ဒီစစ်ဆင်ရေးကို Epic Fury လို့ခေါ်ပြီးမှအစ္စရေးကတော့ Lion Roar လို့အမည်ပေးထားတာဖြစ်ပါတယ်ဒီတိုက်ခိုက်မှုရဲ့အဓိကရွေးချက်ကဘာလဲဆိုလို့ရှိရင်အီရန်ရဲ့နျူကလ িয়ার အစီအစဉ်နဲ့စစ်ရေးအခြေခံအဆောက်အုံတွေကိုဖျက်ဆီးဖို့ဖြစ်ပါတယ်အင်အားအရာပြောရမယ်ဆိုရင်အမေရိကန်ဒေသအတွင်းမှာဆိုရင်2003ခုနှစ်အီရတ်စစ်ပွဲနောက်ပိုင်းမှာအင်အားအကြီးဆုံးစစ်အင်အားစုစည်းမှုကိုလှုပ်ဆောင်ထားတာဖြစ်ပါတယ် USS Gerald R. Ford နဲ့ USS Abraham Lincoln အပါအဝင်လေယာဉ်တင်သင်္ဘောအုပ်စုနှစ်စုF-35 နဲ့ F-22 စတဲ့မြို့စစ်သက်စစ်လေယာဉ်တွေအစင်းရေ90ကျော်ကိုအီရန်နယ်စပ်အနီးမှာချထားနိုင်ခဲ့တာဖြစ်ပါတယ်။အီရန်ကလည်းအားမလျှော့ပါဘူး။လက်တုံ့ပြန်တဲ့အနေနဲ့ဒေသအတွင်းကအမေရိကန်စစ်အခြေစိုက်စခန်းတွေနဲ့အစ္စရေးနိုင်ငံကိုဒုံးကျည်နဲ့ drone အစင်းရေယာနဲ့ချီအသုံးပြုတိုက်ခိုက်ခဲ့ပါတယ်။ UAE နိုင်ငံဒူဘိုင်းမြို့ကEjam Ali စိတ်ခန်းအနီးမှာဘုံကျဲဘုံပောက်ကွဲမှုဖြစ်ခဲ့တာဖြစ်ပြီးမှအပြည်ပြည်ဆိုင်ရာလေဆိပ်တွေကိုပါလေကြောင်းခရီးစဉ်တွေကိုခက်တရက်ဆိုင်ထားရတာဖြစ်ပါတယ်။ Brain နိုင်ငံကအမေရိကန်ပြည်စမရေတပ်ရဲ့ဌာနချုပ်ကိုလည်းအီရန်ရဲ့ဒုံးကျည်တွေကြားရောက်ခဲ့တယ်လို့သတင်းတွေရသိရတာဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုတွေရဲ့အဓိကအကြဆုံးရလဒ်ကတော့အီရန်နိုင်ငံရဲ့ဘာသာရေးခေါင်းဆောင်ချုပ် Ali Khamenei ကွယ်လွန်သွားခြင်းပဲဖြစ်ပါတယ်El Khamenei ဟာဆိုလို့ရှိရင်10စုနဲ့4စုနီးပါးအာဏာရခဲ့တဲ့ခေါင်းဆောင်တူဖြစ်ပါတယ်။သူ့ရဲ့ကွယ်လွန်မှုဟာအီရန်ပြည်တွင်းမှာဆိုရင်အာဏာလွဲပြောင်းရေးပဏိပခကြီးတစ်ခုကိုဖြစ်ပေါ်စေနိုင်ပါတယ်။အခုလက်ရှိမှာတော့အီရန်ကရက်ပေါင်း40ကြာဝန်내ချင်းအထိမ်းအမှတ်ကြေညာထားတာဖြစ်ပြီးမှဂျန်ရှိတဲ့ခေါင်းဆောင်တွေကလက်တုံ့ပြန်ဖို့ကတိပြုထားကြတာဖြစ်ပါတယ်။ဒါပေမဲ့အဓိကဘယ်သူကစစ်ခံမလဲဆိုတဲ့အချက်ပါ။ဒေါ်လာရေးစောင့်တပ်ဖွဲ့ IRGC ကအာနာပိုယူလာမလားဒါမှမဟုတ်ပိုမိုပြေလည်တဲ့ခေါင်းဆောင်တအူပေါ်ထွက်လာမလားဆိုတာအီရန်နိုင်ငံရဲ့အနာဂတ်အတွက်အတော်လေးကိုအရေးကြီးနေတာဖြစ်ပါတယ်။ဟုတ်ပြီယခုနောက်ဆုံးရဒီစစ်ပွဲအပေါ်မှာနိုင်ငံတကာတွေရဲ့တုံ့ပြန်မှုတွေကိုကျွန်တော်ဆက်ကြည့်ရအောင်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကတော့အီရန်ပြည်သူတွေကိုသင်တို့ရဲ့စုရကိုသိမ်းပိုက်လိုက်ပါလို့တိုက်တွန်းလိုက်ပြီးတော့မှစစ်စင်ရေးဟာရက်အတော်ကြာဆက်သွားမယ်လို့ပြောထားတာဖြစ်ပါတယ်။ Republican အမတ်အများစုကတော့ဒီလောက်ရက်ကိုထောက်ခံကြတာဖြစ်ပြီး Senator Lindsey Graham ကတော့ဒါကလိုအပ်တဲ့လောက်ရက်လို့ခြေကျိုးထားတာဖြစ်ပါတယ်။ဒါပေမဲ့ Democratic ဘက်ကနေတော့ပြင်းပြင်းထန်ထန်ဒါကိုကန့်ကွက်ထားတာဖြစ်ပါတယ်။ Senator Tinkin ကဒါကအနေများတဲ့မလိုအပ်တဲ့မိုက်မဲတဲ့လောက်ရက်လို့ရှုတ်ချပြီးတော့မှ Congress ရဲ့စစ်အာဏာကိုကန့်သတ်ဖို့စ조사နေတာဖြစ်ပါတယ်ဆိုပြီးမှပြောထားပါတယ်။ဥရောပမဟာမိတ်တွေဖြစ်တဲ့ပြင်သစ်စပိန်နဲ့EU ခေါင်းဆောင်တွေကစိုးရိမ်ကြောင်းထုတ်ဖော်ပြီးတော့မှချုပ်တီးမှုရှိဖို့တောင်းဆိုထားတာဖြစ်ပါတယ်။စပိန်နိုင်ငံကတော့အမေရိကန်နဲ့အစ္စရေးရဲ့တစ်ဖက်သက်စစ်ရေးလုပ်ရက်ကိုပယ်ချတယ်လို့ထုတ်ဖော်ထားတာဖြစ်ပါတယ်။ရုရှားနဲ့တရုတ်ဘက်ကနေတော့ဒါကဒေသတည်ငြိမ်ရေးထိခိုက်နိုင်တဲ့အတွက်စိုးရိမ်ကြောင်းပြောဆိုထားကြတာဖြစ်ပါတယ်။ဒီစစ်ပွဲကြောင့်အမေရိကန်ရဲ့ပြည်တွင်းမှာလည်းလုံခြုံရေးတွေပို့ပြီးတော့မှတင်းကျပ်ထားရတာလို့သိရပါတယ်။ New York NYPD ကဂျူးဘာသာရေးနေရာတွေမှာတာယုံတွေနဲ့ယဉ်ကျေးမှုဗဟိုဌာနတွေမှာကင်းလက်မှုတွေလည်းတိုးမြင့်ထားတယ်လို့သိရပါတယ်။ Los Angeles မြို့တော်ဝင်ကလည်းချင်းချောင်းမှုအတိအကျမရှိပေမဲ့ကြိုတင်ကာကွယ်တဲ့အနေနဲ့လုံခြုံရေးတွေတိုးမြင့်ထားကြောင်းလည်းကျွန်တော်သိထားရတာဖြစ်ပါတယ်။
ဒီလိုစစ်ပွဲဖြစ်လာခြင်းရဲ့နောက်ခံအကြောင်းအရာတွေကိုကျွန်တော်ပြန်လည်သုံးသပ်မယ်ဆိုလို့ရှိရင်ဒီအခြေအနေထိရောက်အောင်ဘယ်လိုဖြစ်လာတာလဲဆိုလို့ရှိရင်ပြီးခဲ့တဲ့သတင်းပတ်အထိအမေရိကန်နဲ့အီရန်ဟာဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာတွေ့ဝဲစစ်ဆက်နေနိုင်မှုတွေလုပ်နေစေဖြစ်ပါတယ်။ဥမာနိုင်ငံကဂျားဝင်စစ်ဆက်ပေးထားပြီးတိတာထင်ရှားတဲ့တိုးတက်မှုရှိတယ်လို့တောင်းကြေညာထားပါတယ်။ဒါပေမဲ့အမေရိကန်ကယူရေနီယမ်ကျွေဝအောင်လုပ်တဲ့လုပ်ငန်းစဉ်ကိုလုံးဝရပ်တန့်ဖို့တောင်းဆိုခဲ့ပြီးတော့မှအီရန်ကတော့ဒါကိုညှင်းဆန်ခဲ့တာကြောင့်သဘောတူညီချက်မရခဲ့ပါဘူး။တပတ်မှာလည်းထရမ့်အစိုးရဟာစစ်ရေးရွေးချယ်မှုတွေကိုပြင်ဆင်နေခဲ့တာကိုတွေ့ရပါတယ်။လေးလာသုံးသက်သူတွေတချို့ကတော့စစ်ဆက်ညှိနှိုင်းမှုတွေဟာစစ်ရေးအရာပြင်ဆင်မှုတွေအတွက်ဘုံကွယ်မှုတစ်ခုသာဖြစ်တယ်လို့ထောက်ပြကြပါတယ်။ဟုတ်ပြီဆက်လက်ပြီးတော့မှနိုင်ငံတကာစစ်ဆိုင်ရေးပညာရှင်တွေရဲ့သူတို့ရဲ့ထင်မြင်ချက်အမြင်တွေကိုကျွန်တော်ဆက်ပြီးတော့မှကြည့်ရအောင်။ဟုတ်ပြီနိုင်ငံတကာစစ်ဆိုင်ရေးပညာရှင်တချို့ရဲ့အမြင်မှာဆိုလို့ရှိရင်ပထမအနေနဲ့ဒါကအမေရိကန်နိုင်ငံကလေကြောင်းတိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်ပြီးတော့မှဒါကအီရန်ရဲ့နျူကလ িয়ার အစီအစဉ်တွေကိုနှောင့်နှေးသွားအောင်လုပ်တာဖြစ်ပါတယ်။ဒါပေမဲ့အခုခါမနီသေဆုံးသွားတဲ့အတွက်ဒါကဒီအဆင့်ကိုကျော်လွန်သွားပြီလို့ကျွန်တော်ဆိုရမှာဖြစ်တယ်ဆိုပြမှာသူတို့ရဲ့အမြင်ကိုဖော်ထုတ်ကြပါတယ်။ဒုတိယအနေနဲ့ဒီစစ်ပွဲကပုံမပြင်းထန်လာပြီးတော့မှဒေတာအတွင်းမှာပြည်တွင်းစစ်တွေနဲ့ proxy စစ်ပွဲတွေဖြစ်လာနိုင်တယ်ဆိုပြမှာသူတို့ရဲ့အမြင်တွေဖော်ထုတ်ကြပါတယ်။အီရန်ရဲ့မဟာမိတ်ဖြစ်တဲ့ Hezbollah ဟောက်တီတွေနဲ့တိုက်ခိုက်မှုတွေပိုပြီးတော့မှများလာနိုင်ခြေရှိတယ်ဆိုပြီးတော့မှနိုင်ငံတကာစစ်ဆိုင်ရေးပညာရှင်တွေကပေါ်ထုတ်ပြောဆိုလာကြတာဖြစ်ပါတယ်။တတိယအနေနဲ့ကတော့အမေရိကန်ရဲ့ရေရှည်ရည်မှန်းချက်ဖြစ်တဲ့အစိုးရအပြောင်းလဲပါ။ဒါပေမဲ့ဒါကအလွန်အန္တရာယ်များပြီးတော့မှခံမှန်းရခက်တယ်ဆိုပြီးတော့မှပြောကြပါတယ်။အီရန်မှာနှစ်ပေါင်း40ကျော်တည်ဆောက်ထားတဲ့ဒီအာနာရန်တရားကြီးကိုလေကြောင်းတိုက်ခိုက်မှုနဲ့ဖြိုချဖျက်ဆီးဖို့ဆိုတာမလွယ်ကူလောက်ဘူးဆိုပြီးမှသူတို့ရဲ့ထင်မြင်ချက်တွေဖော်ပြကြပါတယ်။ဟုတ်ပြီဒါကတော့နိုင်ငံတကာစစ်ဆိုင်ရေးပညာရှင်တချို့ရဲ့သူတို့ရဲ့ထင်မြင်ချက်အမြင်တွေဖြစ်ပါတယ်။မိတ်ဆွေရဲ့ထင်မြင်ယူဆချက်ကိုလည်း comment အောက်မှာကျွန်တော်ဆွေးနွေးပြဖို့ဒီကနေ့တောင်းဆိုချင်ပါတယ်။ဟုတ်ပြီကျွန်တော်ခုလက်ရှိဖြစ်ပေါ်နေတဲ့ကျွန်တော်မျက်မြင်ကိုယ်တွေ့ကြုံနေရတဲ့ဒီခက်တဲ့ကပ္ပသမိုင်းရဲ့အရှုပ်ထွေးဆုံးအန်ဒီရဲ့အများဆုံးစစ်ပွဲတစ်ခုရဲ့ဒါကအစပဲဖြစ်ပါလိမ့်မယ်။ဒီပဏိပခစစ်မြေပြင်မှာတင်ရက်တက်မနေပဲကမ္ဘာစီးပွားရေးစွမ်းအင်ဈေးကွက်နဲ့နိုင်ငံတကာစစ်ဆိုင်ရေးစနစ်၃ခုလုံးကိုပါလှုပ်ခတ်သွားစေဖို့ဒါကလုံးဝကိုသိကြပါတယ်။ဟုတ်ပြီလာမယ့်48နိုင်ရဲ့အတွင်းမှာအီရန်ရဲ့ခေါင်းဆောင်တစ်ကဘယ်သူဖြစ်လာမလဲ။အစ္စရေးကစစ်ပြီးတော့မှမြေပြင်စစ်စင်ရေးတွေလုပ်မလား။ဒါမှမဟုတ်တန်တမာရေလမ်းကြောင်းပေါ်မှာပေါ်လာမလားဆိုတာအဆုံးဖြတ်ပေးပါလိမ့်မယ်။ဟုတ်ပြီဆက်လက်ပြီးတော့မှသတင်းတွေကိုဆက်လက်ကြည့်ဆိုပေးဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်။ကျွန်တော်အစီအစဉ်တွေကိုလည်းဆက်လက်ပြီးတော့မှရှုစားအားပေးကြဖို့ကျွန်တော်ဒီကနေ့တောင်းဆိုပေးရစေဒီကနေ့အတွက်နောက်ဆုံးရသတင်းကိုဒီလောက်နဲ့ပဲကျွန်တော်အဆုံးသတ်ပေးပါရစေအားလုံးကိုကျေးဇူးတင်ပါတယ်